ကဲအားလုံးပဲမင်္ဂလာပါနော်အခုကျွန်တော်အခုကွန်သုံးလုံးပင်းဝင်ကိုဒီအကြီးအသေးရွေးုံနေနေမယ်ဘလို့ပတ်ဆက်ရအောင်ရှာမလဲအလောင်းကစားကိုဘလို့အလုပ်ငန်းတစ်ခုအဖြစ်အသုံးပြုမလဲပေါ့နော်ဘလို့တစ်နေ့1000လောက်ပုံမှန်ဝင်အောင်ရှာမလဲဆိုတာကိုကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ကျွန်တော်ကလည်းရှာပြပေးမယ်ပေါ့နော်ရှာပြပေးမယ်ကျွန်တော်ကဲအရင်ဆုံးနေကျွန်တော်ဒီမှာဒီဥစ္စာတွေဝင်မယ်နော်ဒါကျွန်တော်ခဏပြန်ထွက်ဒါကျွန်တော်အကောင့်တဲ့ထဲဒီမှာဒီပုံမှန်မူလစာမျက်နှာရောက်ပြီဆိုတာနဲ့ဒီ Windows ဆိုတာကိုတစ်ချက်နှိပ်မယ် Windows ဆိုတာနှိပ်ပြီးပြီဆိုတာနဲ့ဒီမှာ30စက္ကန့်ကိုတစ်ချက်ကြည့်မယ်ဒီမှာပုံမှန်9စက္ကန့်ပဲရှိရတယ်အဲ30စက္ကန့်အတွင်းမှာတစ်ခါဖြည့်ရမှာဖြစ်တဲ့အတွက်ခဏစောင့်ပြီးလိုက်မယ်နော် Hotfire ကဘလို့အသုံးဝင်လဲဆိုတာလည်းကျွန်တော်တစ်ချက်ပြပေးမယ်နော် Okay ရပြီနော်နောက်ဘက်ကိုကြည့်မယ်နောက်ဘက်ဆိုဒီအောက်က Hash ဆိုတဲ့နေရာလေးကိုနှိပ်ကြမှာနော်ဒီမှာလေးလား Hash ဆိုတဲ့နေရာလေးအောက်ဆုံးမှာ Hash ဆိုတဲ့နေရာလေးနှိပ်နှိပ်ပြီးပြီဆိုတာနဲ့ဒီ Windows 30စက္ကန့်မှာအောက်မှာ bit လို့ပြနေတယ်အကြီးပေါ့အကြီးဆိုရင်ကျွန်တော်အကြီးကို100ထိုးပေးလိုက်မယ် Okay ဒီမှာအကြီးကိုနှိပ်မယ်အောက်မှာဒီမှာပမာဏနေရာမှာ100ကိုပြောင်းလိုက်ပြီးရင်စုစုပေါင်းပမာဏနေရာမှာအဲ့လိုမျိုးထိုးပေးလိုက်100ထိုးပေးလိုက် Okay ချက်ဆောင်ကြည့်မယ်ဘာကြမလဲအသေးကြရယ်နော်အသေးကြရယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲဇာတိုးလေးနဲ့ပြန်လိုက်ရမယ်Hotfire 100ရာခိုင်နှုန်းမှန်တာမဟုတ်တဲ့အတွက်နည်းနည်းလေးတော့သူက2ခါ3ခါလောက်ကတော့မှားတာရှိတတ်တယ် Okay ချက်ပြန်ကြည့်မယ်Windows 30စက္ကန့်Windows 30စက္ကန့်နဲ့ဝင်ကြည့်အောက်က bit လို့ပြနေတယ်အကြီးပဲဆိုရင်ကျွန်တော်တို့အကြီးကိုထိုးပေးမယ်အကြီးကိုဒီခါကျဘယ်လောက်ထိုးမလဲဆိုတော့200ထိုးပေးရမယ်နော် Okay 200ထိုးပေးရခဏစောင့်ကြည့်လိုက်မယ် Okay ရရနော်ရတယ်ဆိုရင်ခုနအရှုံးသွားတဲ့100ရောအခု100ရောပေါင်း300 400ဆိုပြင်ရတော့ဒီမှာကျွန်တော်အမောက်မှာပြန်တက်လာပြီ Okay ဒီပုံစံတိုင်းထိုးမယ်ဆိုရင်တော့အနိုင်ရဖို့ကတော့တေချာသလောက်ရှိပါတယ်နော် Okay ချက်ပြန်ကြည့်မယ်ကျွန်တော်နောက်တစ်ခါထပ်ဆော့ပြမယ်နော်ဒီမှာအကြီးကိုပဲဆက်ထိုးပါတယ်ဆိုလို့ကျွန်တော်အကြီးကို100ပြန်ထိုးပေးမယ်ဒါပေမဲ့လောဘတော့မကြည့်နဲ့တစ်ခါတည်းပြီးတော့ဒီဥစ္စာကိုကြားနိုင်တယ်ဆိုပြီးတော့အများကြီးထိုးလိုက်မယ်ဆိုရင်တော့အဲ့လိုရှုံးသွားတဲ့လူတွေကအဲ့လိုမျိုးတွေဖြစ်ပြီးတော့ရှုံးတာများကြတယ် Okay မှန်တယ်နော်ဒီခါမှန်တယ်ဆိုရင်ကျွန်တော်ဒီခါနေစားလိုက်3စားလောက်ထိမှားတပါရှိရင်ကျွန်တော်လိုက်ပြမယ် Okay ဒီမှာ small အသေးကိုထိုးပြရတယ် small လို့ပြထားတယ်နော်ဒီအောက်က hash ဆိုတဲ့ထဲကိုဝင်နော်ချက်ပြပေးမယ်ဒီမှာဒီ hash ဆိုတဲ့ထဲကိုဝင်ရောက်ပြီဆိုတာနဲ့ဒီမှာဝင်ကို30စက္ကန့်ဆိုတော့ရွေးပေးရမယ်ကျွန်တော်တို့ကအချိန်မမီတော့ Okay ခုန small လို့ပြထားတာအသေးပဲကြာရယ်နော်အသေးပဲကြာကျွန်တော်မထိုးလိုက်ကြဘူးအဲ့ဒီအတွက်ကျွန်တော်နောက်ဘဲကိုပြန်စောင့်မယ်နောက်ဘဲမှာပါအကြီးထိုးခိုင်းထားတယ်ကျွန်တော်ဒီမှာ30စက္ကန့်မှာလည်းအကြီးကိုကျွန်တော်100ထိုးပေးလိုက်မယ်ချက်ဆောင်ကြည့်မယ်ခင်းရရှာထားရင်တော့လွယ်လွယ်လေးပါပဲစလောတွေလိုမျိုးကန်တရားရုပ်ပုံရဆရာလည်းမလို့အကြီးနဲ့အသေးနှစ်ခုရေးရှိရနှစ်ခုရေးကနေပြီးတော့တစ်ခုကိုရွေးပေးရင်ပဲကိုကရနေပြီ Okay ဒီမှာကျွန်တော်တစ်ခါလွဲတယ်နော်3ခါလောက်ဒီကျွန်တော်လိုက်ပြပေးမယ်မနိုင်ပါဘူး100လွဲသွားရင်နော်လက်ကြီးသမားတွေကျတော့1000ကနေစလိုက်တာဟိုကျွန်တော်တို့လိုဘူးလို့9000သွင်းတဲ့သူတွေဆိုရင်တော့ဒီပုံစံလေးနဲ့လိုက်တာအဆင်ပြေတယ်ပေါ့နော်သူကမှအကြီးကိုထပ်ထိုးဖို့ပြထားတယ်ပေါ့နော်ကျွန်တော်တစ်ချက်လောက်ပြန်သွားလိုက်မယ်ဂိမ်းထဲကိုပြန်သွားမယ်အကြီးဆိုတဲ့နေရာမှာ200ထိုးပေးလိုက်မယ်ကဲဘာဆက်ဖြစ်မလဲစောင့်ကြည့်လိုက်မယ် Okay အကြီးကြရင်နော်ကျွန်တော်3ခါလောက်ထိလိုက်ပြမယ်လို့ Hotfire ကတိတ်အရမ်းမတော့ဗီဒီယိုလေးကိုလောက်နေပဲအဆုံးသတ်လိုက်ရမယ်နော်ကျွန်တော်6959တဲ့ Okay ကျွန်တော်ဒီခါကျအကြီးကိုကျွန်တော်6900ရှိတဲ့အတွက်900ထိုးပေးလိုက်မယ်900ထိုးပေးလိုက်မယ်ချက်ဆောင်ကြည့်လိုက်မယ်နော်ဒါနောက်ဆုံးခါလေးထိုးပေးလိုက်မယ်ဒါလောဘတော့မကြီးနဲ့တော့ဒါကျွန်တော်ကပြောပြတာ Okay လောဘကြီးအဲ့လိုခံရတယ်အားလုံးပဲဖိုင်ပါနော်အဲ့လိုမျိုးဇာတိုးလေးနဲ့ထိုးရင်အဆင်ပြေပါတယ်လို့